はい、申し送り22番です。〇〇号室の吉田さんのご家族から、来週の月曜日に病院受診の付き添いをお願いしたいとの依頼がありました。施設長へは報告済みで日程調査中です。スケジュール管理をお願いします。あとはတာဝန်လွှဲတာဆိုတော့တခြားသူကိုလွှဲခဲ့ပေးတာပေါ့နော် schedule လုပ်ပေးဖို့အတွက်မာရုမာရုအခန်းကယောရှိရဆန်ရဲ့မိသားစုတွေစီကနေပြီးတော့လာမဲ့တနင်္လာနေ့မှာဆေးရုံသွားပြမဲ့ဟာကိုလိုက်ပေးစေချင်တယ်လို့ပြောချင်တာပေါ့နော်စကီဆိုဆိုတာကအနာကနေလိုက်ပါပေးတာပြောချင်တာနော်ဟုတ်လိုက်ပါအနာကနေလိုက်ပါပေးစေချင်ပါတယ်အကူကြီးတောင်းချင်ပါတယ်ဆိုပြီးတော့ဤဒါဤကအာရိမရှတာတောင်းဆိုမှုရှိလာခဲ့ပါတယ်ရှီဆဲဆိုချောရဲ့ဝဒီရှီဆဲဆိုမှုပေါ့နော်ကေဟာမှုကိုတော့ဟိုခုကုဆုမိတဲ့ဆိုတော့တင်ပြပြီးသွားပြီအစီရင်ခံပြီးသွားပြီတဲ့အစီရင်ခံပြီးစီးသွားပြီဖြစ်ပြီးတော့နီတေးချောစာချူတယ်အဲ့တော့နီတေးဆိုတာဒီအဲ့ဒီတနေ့တာရဲ့ဆောင်ရွက်မှုပေါ့နော်ဒီမှာနေ့စဉ်လို့ရေးထားတယ်ကွာပြောချင်တာတော့အဲ့တနေ့တာရဲ့ဆောင်ရွက်မှုအစီအစဉ်ဘယ်လိုလုပ်ကမလဲဆိုတဲ့ဟာကိုသူကချောစာချူတယ်ဆိုတော့ချောစာလုပ်နေတော့မယ်ဘာပြီးရင်ဘာလုပ်မယ်ဟိုမှာစိတ်ယုံသွားမယ်ဘယ်ချိန်သွားမယ်ဘယ်သူကကောင်းမောင်းပို့မယ်ဘယ်နှစ်နာရီဆိုတာဒီပေါ့နော်ဘာတွေယူသွားရမယ်စသဖြင့်သူလှုပ်ဆောင်ရမယ်အစီအစဉ်နီတဲကြီးဆိုတာကအဲ့တနေ့တာရဲ့အစီအစဉ်ကိုပြောတာပေါ့နော်ကိုတဲ့အဲလုံနေစေဖြစ်ပါတယ်တဲ့အဲ့တော့ schedule ခန်းရီကို お願いしますဒီလိုမျိုးလှုပ်ဆောင်တဲ့ပြောမယ်ဆိုရင်တော့ဒါနီတဲကြီးဆိုတာက schedule ပဲလीနော်အဲ့ schedule စီမံပေးမှုကိုအကူအညီတောင်းချင်ပါတယ်ကူညီပေးပါဆိုပြီးတော့သူကမိုရှိကိုကူရီလုပ်ပါတယ်